မိုဘိုင်းနောက်လုပ်ဖို့အတွက်ကတော့ဒီစံမုတ်မယ်လို့ရပေါ့နော်စံမုတ်ကိုအရင်ဆုံးစံမုတ်2ဘူး3ဘူးပေါ့နော်ကိုစားချက်တလောက်ကိုဒီလိုမျိုးဘန်းနဲ့တစ်ခုခုတည်းဖောက်ထည့်မယ်ပြီးလို့ရှိရင်တော့ဒီပုံဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပေါ့နော်အမေကတော့ရေနဲ့ပေါ့နော်ရေကိုတစ်ခါတည်းထည့်တာမဟုတ်ဘဲနဲ့အဲ့လိုမျိုးရေလေးနည်းနည်းချင်းထည့်ပြီးတော့ဒီမုတ်ကိုလုံးမယ်ပေါ့နော်ဒီမုတ်သားတွေနှံ့သွားအောင်လို့မို့လုံးမယ်လုံးပြီးလို့ရှိရင်ဒါနည်းနည်းလေးပျော့နေအနေထားဆိုတော့နည်းနေလှမ်းလို့လည်းရပါတော့သူနောက်တစ်ခုကကျတော့ဒီပဲလုံးပြအောင်သုံးလို့ရတယ်ပဲလုံးပြတော့မဟုတ်ဘူကိတ်ပဲပေါ့နော်ဘူကိတ်ပဲကိုကြိုက်တလားတစ်ဘူးနှစ်ဘူးသုံးလို့ရတယ်ပြီးလို့ရှိရင်အဲ့ပဲကိုရေဆေးပြီးတော့ရေထည့်ပြီးတော့နူးအောင်ပြုတ်ပေးရတယ်ပေါ့နော်အဲ့ဒါကကျတော့သူကမုံပဲစုပ်လုပ်ဖို့အတွက်ပေါ့တကယ်လို့မကြိုက်ရင်မထည့်လည်းရတယ်ဒါပေမဲ့ဒီမှာမီကမုံမျိုးစုံလုပ်ပြမှာဆိုတော့ထည့်လိုက်မှာပေါ့နော်ပြီးလို့ရှိရင်ဒီအိုးရဲကိုထည့်ပြီးလို့ရှိရင်စားလေးနည်းနည်းထည့်ပေါ့နော်ပဲကိုထည့်ပဲစားလေးနည်းနည်းအရသာဝင်အောင်ထည့်ပြီးလို့ရှိရင်ဒါ2နာရီ3နာရီလောက်နူးအီနေအောင်ပြုတ်ထားမယ်ပေါ့နော်နောက်တစ်ခုကကျတော့အုံးသီးချစ်ပေးရမှာပေါ့ဘာလို့လဲဆိုတော့ဒီမုတ်ဘိုင်းနှောင်းကကြတော့အပေါ်ကနေအုံးသီးဖြူစားမှာပို့ပြီးတော့စားကောင်းတဲ့မုတ်မျိုးဆိုတော့လေအုံးသီးလေးတွေချစ်မယ်ပြီးလို့ရှိရင်ဒီမုတ်သားထပ်သွားပြီပေါ့နော်နောက်တစ်ခုကဘာလို့လဲဆိုရင်ထညက်လိုရပေါ့နော်ထညက်ကကြတော့ဒီမုတ်နီလုပ်ဖို့အတွက်မုတ်နီမုတ်ဘိုင်းနှောင်းပေါ့နော်အဲ့ဒါလုပ်ဖို့အတွက်ထညက်လိုတယ်ထညက်လေးတွေကိုလည်းအဲ့လိုမျိုးအမှုန့်ချေပြီးတော့ဒီခုနကဆန်နှစ်နဲ့ရောပြီးတော့မှွေပေးရမယ်ပေါ့နော်ခုနကပဲကြက်ပြီးဆိုလို့ရှိရင်ကနောက်ထပ်ဒီမုတ်သားနဲ့ပေါ့နော်ပဲနဲ့ရောပြီးတော့စုပ်ပေးရမယ်ပေါ့နော်ရောနယ်ပြီးတော့စုပ်ပေးရမယ်အဲ့တော့မုတ်ကမလုတ်ခင်3မျိုးရမယ်ပေါ့နော်မုတ်ပဲစုပ်ရယ်နောက်တစ်ခါရိုးမုံဖြူရယ်ထက်ညက်နဲ့ရောထားတဲ့မုတ်နေရယ်ဆိုပြီးတော့3မျိုးရမယ်နော်ပြီးလို့ရှိရင်မုတ်သားတွေကိုလိုမျိုးထပ်ထားအောင်လို့မို့နယ်ပေးမယ်ပေါ့နော်ဂျုံများနယ်တယ်လို့နယ်ပေးမယ်အဲ့လိုမျိုးနယ်ပြီးတန်းလုံးလို့မရဘူးပေါ့နော်ဘာလို့ရမလဲဆိုတော့ဒီမှာမေရဲ့ဗီဒီယိုမရိုက်မိတဲ့အတွက်ကြောင့်တဆင့်လိုသွားတယ်ပေါ့နော်အဲ့ဒါကကြတော့ဒီအပူလေးနည်းနည်းပေးလိုက်ရမှာပေါ့နော်အပူနည်းနည်းပေးပြီးတော့နည်းနည်းလေးဘယ်လိုခေါ်မလဲဟိုထပ်သွားအောင်လို့ပေါ့နော်လုံးလို့မုတ်လေးလုံးပြီးတော့လုံးလို့ပုံဖော်လို့ရအောင်လို့နည်းနည်းလေးပြုတ်တဲ့သဘောမျိုးပေါ့နော်မပြုတ်ရင်နည်းနည်းလေးပေါင်းပေးရမှာပေါ့နော်အဲ့ဒါပြီးမှဒီဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပေါ့နော်မုတ်ဒီကိုမိုဘိုင်းနောက်လက်ကလေး2ခုနဲ့ပုတ်ပြီးတော့ဒီလိုမျိုးအရှိတ်လေးတွေပေါ့နော်အဲ့လိုအရှိတ်လေးတွေလုပ်ပေးရပါမယ်ဒီမှာကျတော့ဗီဒီယိုထဲမှာလောက်ထားနည်းနည်းကြီးနေရပေါ့နော်မိုဘိုင်းနောက်ကဒါပေမဲ့ကွက်ကိုလှုပ်ဆမယ်ဆိုရင်တော့အသေးလေးတွေလှုပ်လို့ရတယ်ပေါ့နော်အခုဒီမှာကအမေကအမြန်လှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်အကြီးတွေပဲလှုပ်လိုက်တယ်ပေါ့နော်ခုနကလုံးထားတဲ့ဒီမုံနီတွေလည်းအဲ့လိုလုံးမယ်မုံဖြူပေါ့နော်မုံဖြူလည်းလုံးမယ်ခမိန်တွေကိုလိုက်ရတာလွယ်ဘူးမိုဘိုင်းနောက်ကလောရတာမခက်ဘူးဘာလို့လဲဆိုရင်ဒီလိုမျိုးလက်ကလေးနဲ့ပုတ်ချလိုက်အောင်ပေါ့နော်အဲ့လိုမျိုးလေးသူ့ရဲ့ရှိတ်လေးတွေကကိုကြိုက်တယ်လို့ကိုပုံဖော်လို့ရအဲ့မှာဆိုလို့ရှိရင်ဒီမုတ်ပဲစုပ်ကိုလေဆောင်းဝါးသီးပုံစံမျိုးလေးအဲ့လိုရှိတ်လေးဖော်တာပေါ့နော်ဒါကတော့ကိုယ့်နဲ့ကိုအယုတ်လုတ်တဲ့လူလေးဆိုရင်ပို့ပြီးတော့အဆင်ပြေရပေါ့နော်မုတ်ကိုစားခြင်းတလို့မျိုးပုံစံလုပ်ရတချို့ကလည်းဘီးကိုတန့်အောင်လုပ်ပြီးတော့ဘီးမုတ်ဆိုပြီးတော့အဲ့လိုမျိုးခရူးခွေပုံစံမျိုးလေးလုပ်တာလည်းရှိရပေါ့နော်ပြီးတော့ဒီမုတ်ကလေးကိုအချောင်းလေးဖြစ်ပြီးမိုးကျိုးလင်လိုမျိုးလုပ်တာမျိုးလည်းရှိရပြီးလို့ရှိရင်ပေါင်းမယ်မုတ်ထည့်ပေါင်းဖို့အတွက်ရင်နွေးပွက်ဆူရဲ့ထဲကိုဒီစကားပေါ့နော်တန်စကားထည့်ပြီးတော့ဒီမုတ်လေးတွေကို15မိနစ်တော့မဟုတ်မိနစ်20ပေါင်းပေးမယ်ပေါ့နော်သူကပြုတ်ရတဲ့အမျိုးအစားမဟုတ်ပေါင်းပေးရတဲ့အမျိုးအစားပေါ့နော်အဲ့တော့မီအေးလေးနဲ့ပေါင်းပေးရပါမယ်အခုဒီမှာဆိုလို့ရှိရင်မုတ်ပဲစုပ်လေးထည့်တယ်ပြီးတော့မုတ်ဖြူမုတ်ပိုင်းနောင်ကိုထည့်ပါတယ်ပြီးလို့ရှိရင်ဒီမုတ်နီမုတ်ပိုင်းနောင်ထည့်ပေါ့နော်ဒီမှာဆိုရင်တော့3မျိုးပဲလုပ်ပြထားတယ်ပေါ့နော်ကိုကြိုက်တဲ့ပုံစံလေးလုပ်ဆိုရင်တော့ခဏလေးစောင့်ပေါ့နော်15မိနစ်20လောက်စောင့်ပြီးရင်တော့စားလို့ရပါပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့မီးကိုပေါ်နေချပြီးတော့အုံးလေးဖြူပြီးတော့စားရင်အရန်ကိုစားလို့ကောင်းတဲ့မြန်မာမုံလေးဖြစ်ပါတယ်3မျိုးထည့်မှာဒီခါတည်းကျောင်းဝါးဒီလေးကကြိုက်ခဲတယ်နော်ဒါရဲ့စိတ်နေဘယ်ရဆိုင်လားတွေ့ရလားအဲ့အကြောင်းပြောတာခွဲပြရစီစားလို့လည်းကောင်းတယ်ချူစိန်လေးရပါ